Freedom is not free. Freedom is costly. Freedom is expensive. But without freedom, you're no different than a slave. We are not a slave. We are a big nation. More than 10 million people. We want... ပြိုကွဲပြက်စီးနေပြီဖြစ်တဲ့မြန်မာနိုင်ငံကနေလွတ်လပ်ရေးကြေညာပြီးကိုတူးလီတမရနိုင်ငံတော်အမည်နဲ့အမည်အခိုကင်းပြီးလွတ်လပ်တဲ့နိုင်ငံတော်တစ်ခုတည်ထောင်လိုက်ပြီလို့ကိုတူးလီအစိုးရ GOK ကဇန်နဝါရီလ9ရက်နေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။ကြေညာချက်အရကိုတူးလီအစိုးရအဖွဲ့ဖွဲ့စည်းမှုမှာတမရအဖြစ်စောနေသားဖို့များဒုတိယတမရတစ်နဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ်စောစာကေးဖို့ဒုတိယတမရနဲ့အဖြစ်စောဒေးဗစ်တာကဘောဝန်ကြီးချုပ်အဖြစ်ဆိုဖိုတူးလီနဲ့ကာကွယ်ရေးဝန်ကြီးအဖြစ်ဆိုဒေးဗစ်လော်ဒူတို့ဖြစ်တယ်လို့သိရပါတယ်။ပြောမှဆိုရင်နိုင်ငံရေးရှုပ်ထွေးအောင်ပဲလုပ်တာပဲရှိတယ်အတိတ်လည်းမရှိဘူး။အဲ့တော့ကျွန်တော်ကြားလာတာကျွန်တော်တို့ကရင်နိုင်ငံရေးကိုရှုပ်ထွေးအောင်လုပ်တဲ့သဘောပါပဲ။အဲ့တော့တစ်ဖက်ကစကားမနဲ့ထိုင်ဘက်ကအဲ့ဒီအမတ်ဒီနဲ့အဲ့ဒါဘယ်လိုစီစဉ်ကြလဲတော့မသိဘူးဗျာ။အဲ့ဒါညက်တာပဲကျွန်တော်တို့အကုန်လုံးပြေကိုရက်ပြအောင်ကရင်နေသူကွဲတဲ့ကွဲအောင်လုပ်တာပဲအဲ့တော့ကျွန်တော်တို့နေနေတော့ဒါတော့တိပြီးသားပါဘာမှအတိတ်ပဲမရှိတဲ့ဟာအတိတ်ပဲရှိအောင်ရှောက်လုပ်နေရပြဿနာရှာတာပေါ့ဗျာပြဿနာမရှိတော့ပြဿနာလုပ်တာပေါ့ဗျာရှုပ်ထွေးအောင်လုပ်တာပေါ့รัฐธรรมนูญของเกาะตูเลประเทศเกาะตูเลแล้วก็รอก่อตั้งผู้นำที่รับผิดชอบต่างๆแล้วก็ทั้งหมดเราจะมีคณะกรรมการတမရနေရာယူထားတဲ့ဗိုလ်ချုပ်စောနေသားဖို့များဟာကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောဖို့များရဲ့သားဖြစ်ပြီးကိုတူးလေတပ်တော် KDNA ရဲ့ CUC ချုပ်လည်းဖြစ်တယ်လို့အရင်ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ရဲ့ CUC ချုပ်ဟောင်းလည်းဖြစ်ပါတယ်ဗိုလ်ချုပ်စောနေသားဖို့များကို KNU ကအရက်သား25ဦးတပ်ဖြတ်မှုမှာတာဝန်ရှိသူအဖြစ်နဲ့2022ခုနှစ်မှာတာဝန်ကနေရပ်နားခဲ့တာဖြစ်ပါတယ်။ KNU ကတော့ဗိုလ်ချုပ်နေသားပုံများဦးဆောင်တဲ့ KDNA နဲ့မပတ်သက်တယ်လို့ဒီအဖွဲ့ရဲ့လုပ်ရက်တွေကလည်း KNU နဲ့မသက်ဆိုင်ကြောင်းစာတင်ဖွဲ့စည်းချိန်ထဲကသဘောထားထုတ်ပြန်ခဲ့ပူးပါတယ်။ဒီလိုတမိုင်းသိတဲ့လူတွေကကျွန်တော်တို့ဘက်မှာရှိပါတယ်။အဲ့ဒါတွေကတက်တဲ့ဘယ်နှကောစားတိုက်တဲ့ကောင်အဲ့ဒါတွေကတဲ့လောက်တာဒါဟိုသူတို့မြောက်ပြီးတဲ့လူကလည်းအဲ့စကားမပဲဖြစ်မလားဘာပဲဖြစ်မလဲတော့ကျွန်တော်တို့မပြောတော့ဘူးလေအဲ့တော့ကျွန်တော်တို့ background ကတော့သူတို့မှရှိတယ်မြောက်ပြီးတဲ့ကောင်ကြီးနောက်ဆုံးတော့အဓိကက KNU ကိုအကုန်လုံးပြေပြပြောက်လုပ်တဲ့သဘောဟိုပြောမှဆို KNU တန်နိုင်ငံရေးပြမှာအကုန်လုံးပြေပြပြောက်လုပ်တဲ့သဘောတွေပါ